တမိုင်းဒါဟာပင်စင်ရေးသားလို့မရတဲ့မတိုင်တစ်ခုပဲလားဒါမှမဟုတ်အချိန်ရဲ့ဟိုအနက်ရှိန်ဆုံးတဲ့နေရာမှာအနာဂတ်ကနေပက်တင်တိုင်တွေပြန်လွတ်လာနိုင်တဲ့လမ်းကြောင်းတွေရှိနေနိုင်မလားဒီစူးစမ်းမှုကအဖြေတစ်ခုကိုရှာဖို့ကြိုးစားသွားမှာပါကျွန်တော်တို့ဟာကိုယ့်ခေတ်ကိုယ့်အခါမှာတယောက်တည်းပဲဒီမေကွန်ရဲ့အစ17ခုနဲ့စီနဲ့တစ်ခုနှစ်ကတပုံနဲ့လာပါတယ် Suffolk တရားဖွင့်ပွဲအခမ်းအနားလူတွေအများကြီးပဲဒါပေမဲ့အဲ့ဒီလူအုပ်ကြီးထဲမှာတယောက်ထင်းနေတယ်သူရဲ့ဝတ်စားစင်ရန်ပုံအဲ့ဒီခင်းနဲ့လုံးဝမတူမန်တီရှပ်နောက်ပြီးသူကြိုက်ခိုင်းတဲ့ကင်မရာဒါကအနာဂတ်ကနေမတော်ရစာရောက်လာတဲ့တစ်စေတယောက်လားဒါမှမဟုတ်ပိုပြီးရိုးရှင်းတဲ့ရှင်းပြချက်တစ်ခုရှင်းနေမလားဒီလိုနေရာတကာမှာအမဝင်ခွင့်မချဖြစ်နေတဲ့ဖြစ်ဖြစ်တွေကတခုတည်းမဟုတ်ခဲ့ဘူးဥပမာ1928ခုနှစ်ကချာလီချက်ပလင်ရဲ့ရုပ်ရှင်ဟောင်းတကားတွေကမြင်ကွင်းတစ်ခုပေါ့အမျိုးသမီးတယောက်ခေတ်သစ်ဆယ်ဖုန်းတစ်လုံးနဲ့စကားပြောနေတယ်လို့မျိုးပြီးတော့2000ပြည့်နှစ်မှာအင်တာနက်ပေါ်မှာပေါ်လာတဲ့ John Titor သူက2036ခုနှစ်ကမ္ဘာစစ်ဖြစ်နေတဲ့အနာဂတ်ကနေတတိပြီးဖို့ရောက်လာတဲ့စစ်သားတယောက်လို့ဆိုတယ်ဒါတွေအားလုံးကတကယ်ပဲအချိန်ရဲ့ကလန့်လကားကိုထိုးဖောက်ဝင်ရောက်လာတဲ့တက်သေးထောက်ထားတယ်လားဒီလိုထူးဆန်းတဲ့အဖြစ်အပျက်တွေကိုဖေးဖယ်ထားပြီးယူပဗေဒရဲ့ခက်မာတဲ့နီယမတ်တရားတွေဘက်ကိုတစ်ချက်လောက်လှည့်ကြည့်အောင်ဂျကာဝလာရဲ့အခြေခံဥပဒေဓာတ်တွေကတော့ဒီလိုချင်းကိုချိုးဖောက်တာမျိုးတွေကိုတကယ်ပဲခွင့်ပြုထားရလားအချင်းခီးသွားချင်းဒီအကြောင်းအရာရဲ့သိပ္ပံနည်းကြအထက်ကဥမြစ်ကသိပ္ပံစစ်ကူးရင်ဇလန်းဒီထဲကမဟုတ်ပါဘူးသူ့ရဲ့အစက Albert Einstein ရဲ့နာယ theory ကင်းနေလာတာပါဒီ theory ကဘာကိုပြခဲ့လဲဆိုတော့ space နဲ့ time ဆိုတာတိကျစီမဟုတ်ပဲအတူတကွပေါင်းဆက်နေတဲ့တစ်ခုတည်းသောဒီဆော့ပုံဖြစ်တယ်ပြီးတော့အဲ့ဒီတိကျပုံကိုဆွဲဆန့်လို့ရတယ်ကွင်းညွတ်လို့ရတယ်ဆိုတာကိုပါပဲဒီဖြစ်စဉ်ကို time dilation အချိန်ဆွဲဆန့်ခြင်းလို့ခေါ်ပါတယ်ရိုးရိုးရှင်းရှင်းပြောရရင်အလွန်မြင်မာတဲ့အလျင်နဲ့ခီးသွားတဲ့အခါအချိန်ကတကယ်ပဲနှေးကွေးသွားပါတယ်ဒါက theory တတ်မဟုတ်တော့ဘူးလက်တွေ့တိုင်းထားလို့ရတဲ့အမှန်တရားတစ်ခုဖြစ်နေပါပြီနိုင်နှလုံးနဲ့လောက်ခဲ့တဲ့အဆန်တက်မှုတစ်ခုမှာဆိုရင်အချိန်ဖြင်းပြန်တဲ့လေယာဉ်ပေါ်ကနိုင်ကကဘာပေါ်မှာကျန်ခဲ့တဲ့နိုင်ထက်အချိန်နည်းနည်းလေးစောနေတာကိုတွေ့ခဲ့ရတယ်ဒါကဘာကိုတိတိပြန်နေလဲဆိုတော့အချိန်ဆိုတာပုံသိမဟုတ်ဘူးဆိုတာပါပဲတကယ်တော့နေ့စဉ်သုံးနေတဲ့ GPS နည်းပညာကတော့ဒီအချိန်ဆွဲဆန့်ခြင်းကိုထည့်သွင်းစဉ်းစားပြီးအလုပ်လုပ်နေရတာပါကဘာကိုပတ်နေတဲ့ဂျိုတုတ်တွေရဲ့အရှိန်ပြီးတော့သူတို့ကြုံတွေ့ရတဲ့ဆွဲငင်အားအပြောင်းလဲဒီချက်တွေကြောင့်သူတို့ရဲ့နာရီတွေကကဘာပေါ်ကနာရီတွေနဲ့အချိန်လွဲလာတယ်အဲ့ဒီအချိန်လွဲနေတာကိုသာတင်ချာနည်းနဲ့အပြည့်အစုံပြန်မပြင်ဆင်မှုဆိုရင် GPS စနစ်တစ်ခုလုံးနာရီပိုင်းအတွင်းမှာလုံးဝအတုံးမဝင်တော့မှာပါဒါကဘာကိုပြနေလဲအနာဂတ်စီကိုခီးသွားတယ်ဆိုတာအတိုင်းအတာတစ်ခုအထိဖြစ်နိုင်တယ်လက်တွေ့ကြတယ်ဆိုတာပါပဲ Okay ဒါဆိုအနာဂတ်စီခရီးသွားဖို့ကတော့လမ်းပွင့်နေပုံရတယ်ဒါပေမဲ့အတိတ်စီပြန်သွားဖို့ကတော့လုံးဝကိုမတူညီတဲ့ကိစ္စတစ်ခုပါအဲ့ဒီမှာရူပဗေဒရဲ့အကြီးမားဆုံးအတားအဆီးတစ်ခုနဲ့ရင်ဆိုင်ရတယ်အဲ့ဒါကတော့ယုတိဗေဒရဲ့နေရံပါပဲဒီပြဿနာကို grandfather paradox လို့လူသိများပါတယ်စိတ်ကူးကြည့်လိုက်ပါအချင်းခီးသွားတဲ့အောင်အတိတ်ကိုပြန်သွားတယ်ပြီးတော့သူ့ဘိုးနဲ့အပေါ်မတွေးဖြစ်အောင်တားရှိလိုက်တယ်အဲ့လိုဆိုရင်သူမိဘတွေလည်းမွေးလာမှာမဟုတ်တော့ဘူးသူ့ကိုယ်လည်းမွေးလာနိုင်မှာမဟုတ်တော့ဘူးဒါပေမဲ့သူသားမမွေးခဲ့ဘူးဆိုရင်အစကတည်းကအတိတ်ကိုဘသူကပြန်သွားမှာလဲဒါဟာအဖေမရှိတဲ့ယုတိဗေဒရဲ့ကွင်းစစ်ပြဿနာတစ်ခုပါပဲဒီလိုရှင်းအောင်မညီညွတ်မှုကိုဖြေရှင်းဖို့ Novikov self-consistency principle ဆိုတဲ့နေရာမှာတစ်ခုပေါ်ထွက်လာပါတယ်ဒီနေရာမှာကဘာပြောလဲဆိုတော့စစ်ကြောလာဟာသူ့ရဲ့တမိုင်းကြောင်းကိုပြောင်းလဲစီမဲ့ဘလို့လုတ်ရမျိုးကိုမဆိုတားမွေးထားတဲ့ဆိုလိုတာကအတိတ်ကိုပြောင်းလဲဖို့ကြိုးစားရင်တောင်းတနည်းမဟုတ်တနည်းနဲ့မအောင်မြောင်တားဆီးခံရလိမ့်မယ်ဒီနေရာမှာရဲ့အတိတ်ပဲကဒါလေးနဲ့ပါတယ်အချင်းခီးသွားတဲ့အတိတ်ကိုပြန်ရောက်သွားခဲ့ရင်တောင်းသူဟာတမိုင်းရဲ့အချင်းသားတယောက်ဖြစ်သွားလိမ့်မယ်သူ့မှာလွတ်လပ်စွာဆုံးဖြတ်နိုင်ခွင့် free will ဆိုတာပျောက်ဆုံးသွားပြီးတမိုင်းမှာဖြစ်ပြီးသားဖြစ်တဲ့အတိုင်းမလွဲမသွေလိုက်ပါနေအောင်ပဲရှိတော့မယ်ဒီအငြင်းအခေါင်တွေအားလုံးကယူဘဗေဒရဲ့ခြေခံကြောင်းဆောင်မေခွန်းတစ်ခုစီကိုဥတီသွားပါတယ်။ချေကဝါမှာသူ့ရဲ့အချင်းစရာသူ့ရဲ့သမိုင်းကိုကာကွယ်ဖို့ကိုပိုင်ထိန်းချုပ်ရေးစနစ်တစ်ခုတက်ဆင်ထားသလား။ theory အရအတိတ်ကိုခရီးသွားဖို့ဆိုရင် close time like curve အတော်ကောက် CTC လို့ခေါ်တဲ့အရာတစ်ခုကိုဖန်တီးနိုင်ရမှာပဲ။ဒါကဘာလဲဆိုတော့ space time ထဲမှာသူ့ရဲ့မူလစမတ်ကိုပြန်ရောက်နိုင်တဲ့လမ်းကြောင်းတစ်ခုပေါ့။ဒါပေမဲ့အထက်ကမေဟုန်းကဒီလိုလမ်းကြောင်းတွေတကယ်ပဲတည်ရှိနိုင်ရဲ့လား။ဒါဟာသိပ္ပံလောကရဲ့အကြီးမားဆုံးအငြင်းပွားမှုတွေထဲကတစ်ခုပါပဲဒီနေရာမှာပဲရူပဗေဒပညာရှင်ဤရဲ့အမြင့်ညခုကထိတ်တိုက်တွေရတော့တယ်ကဖက်မှာ WB ဘောနာလို့ပညာရှင်တွေကအိုင်စတိုင်းရဲ့ညီမျှချင်းတွေရကိုပဲတာမန်ချင်းတွေမှာတောင် CTC တွေထစ်ပေါ်နိုင်တယ်လို့ဆိုတယ်နောက်တစ်ဖက်မှာတော့ Stephen Hawking သူ
သူက chronology protection conjecture ဆိုတာကိုအဆိုပြုခဲ့တယ်ချက်ကဝလာကိုယ်တိုင်ကအချင်းခရီးသွားခြင်းကိုတားဆီးကာကွယ်လိမ့်မယ်လို့သူကယုံကြည်ခဲ့တာပါ ဘော်နော်ရဲ့ကောက်ချက်ကတော်တော်လေးစိတ်ဝင်စားဖို့ကောင်းပါတယ်သူကနိုင်ရ theory ခိုးတိုင်းမှာပဲအချင်းခီးသွားခြင်းကိုဖြစ်နိုင်စေတဲ့လမ်းစားတယ်ပါဝင်နေတယ်လို့ညွှန်ပြခဲ့တယ်တနည်းအားဖြင့်နဲ့လက်ရှိကျွန်တော်တို့နားလည်ထားတဲ့ယူဘဘေကပြည့်စုံခြင်းမရှိသေးဘူးလို့သူကစင်ခေါ်လိုက်တာနဲ့အတူတူပါပဲ Hawking ရဲ့အဆိုပြုချက်ကတော့ပိုပြီးတောင် drama ဆက်မှတည်သူ့အဆိုအရစက်ကြဝဠာမှာအချိန်စရာကာကွယ်ရေး agency လို့ခေါ်လို့ရတဲ့အရာတစ်ခုရှိတယ်အချိန်ဆက်တစ်ခုကိုတိစောက်ဖို့ကြိုးစားလိုက်တိုင်းမှာအဲ့ဒီဆက်ကိုဖျက်ဆီးပြီးမဲ့ယူပပိတာဆိုင်ရာဖြစ်စဉ်တွေအလိုလိုပေါ်ပေါက်လာလိမ့်မယ်လို့သူကဆိုလိုခဲ့တာပါကဲဒီလိုရှုပ်ထွေးနဲ့နေတဲ့ theory တွေကိုခဏထားပြီးကျွန်တော်တို့ရဲ့စုံစမ်းစစ်ဆေးမှုအစမှတွေ့ခဲ့ရတဲ့ထူးဆန်းတဲ့အဖြစ်အပျက်တွေစီကိုပြန်သွားကြည့်အောင် ပထမဆုံးမူ1940ခုနှစ်ကအချိန်ခီးသွား hipster စစ်စဲကြည့်လိုက်တဲ့အခါသူဝတ်ထားတဲ့မြန်မာဟာအဲ့ဒီခေတ်ကအကာအကွယ်မြန်မာနဲ့ပုံစံတူနေတယ် T-shirt ပေါ်က logo က1938ခုနှစ်မှာဖြတ်သိမ်းသွားတဲ့ hockey အသင်းတစ်ခုရဲ့ logo ဖြစ်နေတယ်နောက်ဆုံးသူကင်ထားတဲ့ကင်မရာအဲ့ဒါကလည်း1941ခုနှစ်မှာ Kodak company ကထုတ်လုပ်ခဲ့တဲ့ model တစ်ခုပါပဲဆိုတော့ရားလုံးကထိုခေတ်ထိုခါနဲ့ကိုက်ညီနေပါတယ်လျှို့ဝှက်ချက်မရှိတော့ပါဘူး ဒုတိယအမှု Chaplin ရုပ်ရှင်တဲက cell phone အဲ့ဒီ PC ကိုတေချာလေးလာကြည့်တဲ့အခါမှာတော့ဒါဟာ cell phone မဟုတ်ဘူးဒါက1924ခုနှစ်မှာ Siemens company က mobile ခွင့်တင်ခဲ့တဲ့အစောပိုင်းနာကြားကိရိယာတစ်ခုဖြစ်နေပါတယ်နောက်ထပ်လိုဘတ်ချက်တစ်ခုတမိုင်းရဲ့အလင်းရောင်အောင်မှာပျောက်ကွယ်သွားပြန်ပါပြီ John Dieter သူ့အမှုကတော့အားလုံးထဲမှာအရှင်းလင်းဆုံးပါပဲသူ Hawking ထုတ်ခဲ့တဲ့ American ပြည်တွင်းစစ်ရောတတိယကမ္ဘာစစ်ရောဘာတစ်ခုမှဖြစ်မလာခဲ့ပါဘူး2009ခုနှစ်မှာလုပ်ခဲ့တဲ့စုံစမ်းစစ်ဆေးမှုတစ်ခုကဒီဇလန်တစ်ခုလုံးဟာညီအကိုတစုကဖန်တီးခဲ့တဲ့အင်တာနက်လိမ်လည်မှုတစ်ခုတာဖြစ်ကြောင်းဖော်ထုတ်နိုင်ခဲ့ပါတယ်တက်တယ်လို့ယူဆခဲ့တဲ့အရာအလုံးပြိုကွဲကွာခဲ့ပါပြီဒါပေမဲ့ဒီစုံစမ်းစစ်ဆေးမှုရဲ့အဆုံးသတ်မှာတော့အဖြစ်တစ်ခုထက်ပိုကြီးမားတဲ့မိကွန်းတစ်ခုကြံရင့်နေခဲ့တယ်ဒီစုံစမ်းစစ်ဆေးမှုရဲ့နောက်ဆုံးကောက်ချက်ကတော့ရှင်းလင်းတယ်လို့နဲ့ရှုပ်ထွေးနေပါတယ်တစ်ဖက်မှာယူဘဗေဒအရာအနာဂတ်ကိုခီးသွားဖို့ကဖြစ်နိုင်တယ်အတက်ကိုခီးသွားဖို့ကလည်း theory အရတော့ဖြစ်နိုင်ခြေရှိတယ်ဒါပေမဲ့နောက်တစ်ဖက်မှာတော့အဲ့ဒီဖြစ်နိုင်ခြေကို grandfather practice လို့ယုတ်တိဗေဒဆိုင်ရာပြဿနာတွေနဲ့စัจ java လာစင်စာလို့အတားအဆီးတွေကပိတ်ဆို့ထားတယ်အရေးကြီးဆုံးကတော့လက်တွေ့မှာအချင်းခီးသွားတည်အောင်ရှိခဲ့တယ်ဆိုတော့ခိုင်မာတဲ့တတ်တဲ့ထောက်ထားတစ်ခုမှမတွေ့ရသေးဘူးဒါဆိုရင်နောက်ဆုံးမေးခွန်းတစ်ခုပဲကြာတော့လေအချင်းခရီးသွားခြင်းကတကယ်ပဲဖြစ်နိုင်ခဲ့မယ်ဆိုရင်အနာဂတ်ကနေဘာကြောင့်ဒီလောက်တိတ်ဆိတ်နေရလဲသူတို့ကကျွန်တော်တို့ကိုတမင်ရှောင်ဖယ်နေတာလား